ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အဖြစ်တူတူကဆင်ခြင်ခွန်အားယူဖို့ရအတွက်ဗျာဒိတ်ကျမ်းခန်းကြီး3အပိုင်းငယ်30သင်သည်ငါဤသီးခံခြင်းနှင့်ဆက်ဆိုင်သောနှုတ်ကပတ်တရားကိုစောင့်ရှောက်သောကြောင့်မြေကြီးပေါ်၌နေသောသူတို့ကိုစုံစမ်းစေခြင်းကလောကီနိုင်ငံအရရက်တို့ကိုနှံ့ပြားလက်တန့်သောစုံစမ်းရာကာလတွင်သင်ကိုငါစောင့်ရှောက်မည်ကျွန်တော်ဒီနှုတ်ကပတ်တော်ကတော့ဖိလတေလဖိမြို့မှာရှိတဲ့အသင်းတော်ယုံကြည်သူတွေကိုဖော်ပြတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်။အဲ့ဒီအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကတဲ့အားနည်းတော်ညာလဲသူတို့မှာရှိတဲ့ခွန်အားလေးနဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုစောင့်ရှောက်တယ်လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်။သူတို့ကဖခင်ရဲ့နှုတ်ကပတ်တော်ကိုစောင့်ရှောက်တဲ့ကြောင့်ဖခင်သခင်ကတဲ့မြေကြီးပေါ်မှာနေသောသူတို့ကိုစုံစမ်းစေခြင်းကလောကီနိုင်ငံရဲ့တို့ကိုနှံ့ပြားလက်တန့်သောစုံစမ်းရာကာလမှာဖခင်ကသူတို့ကိုပြန်ပြီးတော့စောင့်ရှောက်မယ်လို့ဂတိတော်ပေးထားခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီနှုတ်ကပတ်တော်ကသင်နဲ့ကျွန်ုပ်တို့လည်းဆိုင်ပါတယ်။အသင်းတော်လို့ပြောလိုက်ရင်ယုံကြည်သူအားလုံးနဲ့ဆိုင်ပါတယ်။ကျွန်တော်တို့ကတဲ့ဖခင်သခင်ရဲ့သီးခံခြင်းနဲ့ဆက်ဆိုင်တဲ့နှုတ်ကပတ်တရားကိုစောင့်ရှောက်မယ်ဆိုရင်ဖခင်ကစုံစမ်းရာကာလမှာမြေကြီးပေါ်မှာစုံစမ်းတဲ့ကာလမှာကျွန်တော်တို့ကိုပြန်ပြီးတော့စောင့်ရှောက်မယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်။ကျွန်တော်ဒီနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာဘလို့ဖခင်သခင်နှုတ်ကပတ်တရားကိုစောင့်ရှောက်တာလဲဆိုရင်တော့ငါဤသီးခံခြင်းနဲ့ဆက်ဆိုင်တဲ့နှုတ်ကပတ်တရားလို့ဖော်ပြပါတယ်။ဒါကြောင့်မို့ဖခင်သခင်နှုတ်ကပတ်တရားကိုဘလို့စောင့်ရှောက်တာလဲဆိုရင်တော့သီးခံခြင်းနဲ့ဆက်ဆိုင်ပြီးတော့စောင့်ရှောက်တာဖြစ်တယ်။ဖခင်သခင်နှုတ်ကပတ်တော်တိုင်းအသက်ရှင်တဲ့အခါမှာကျွန်တော်ကသီးခံရပါတယ်။ဖခင်နှုတ်ကပတ်တော်တိုင်းလိုက်လျှောက်တဲ့အခါမှာကျွန်တော်မကြုံကျင်တဲ့ကိစ္စတွေကိုကြုံရပါတယ်။ဒုက္ခဆင်းရဲခြင်းတွေကြုံရတယ်။ခက်ခဲမှုတွေကြုံရတယ်။အဲ့ဒီຢာတွေကိုသီးခံပြီးတော့ဖခင်နှုတ်ကပတ်တော်တိုင်းမလွဲမသွေလိုက်လျှောက်တဲ့သူကိုဖခင်ကစုံစမ်းရာကာလမှာပြန်ပြီးတော့ငါမင်းကိုစောင့်ရှောက်မယ်လို့ဂတိတော်ထားရှိပါတယ်။ကျောင်းသမားကျမ်းစာထဲမှာဒုက္ခဆင်းရဲခြင်းတွေကိုသီးခံခဲ့တဲ့သူတွေအကြောင်းကိုတွေ့ရပါတယ်။သူတို့ကခက်ခဲရောက်တဲ့ကာလမှာဒုက္ခဆင်းရဲခြင်းတွေနဲ့ကြုံတွေ့တဲ့ကာလမှာဖခင်သခင်ရဲ့နှုတ်ကပတ်တရားကိုစောင့်ရှောက်တယ်။သီးခံပြီးတော့ဘဝအသက်တာကိုဖြတ်သန်းခဲ့တယ်။ဒါကြောင့်မို့အဆုံးသတ်မှာဘုရားသခင်ကသူတို့ကိုအောင်မြင်ခြင်းနဲ့ကောင်းကြီးမင်္ဂလာကိုပြင်ဆင်ပေးခဲ့ပါတယ်။ကျွန်တော်ကပ္ပဦးကျမ်းခန်းကြီး26မှာဘု து ကြောင့်တွေ့ရလဲဆိုရင်တော့ဣဇက်ရဲ့အကြောင်းကိုတွေ့ရပါတယ်။ဣဇက်လက်ထက်မှာတဲ့အာဗြဟံလက်ထက်၌ဖြစ်ဖူးတဲ့အစာခေါင်းမခြင်းတစ်ခေါက်ပြန်ဖြစ်တယ်။အဲ့ဒီခါမှာဣဇက်ကဖိလိတိမင်းကြီးအဘိမလက်နေတဲ့ဂေယာမြို့ကိုပြောင်းရွှေ့ခဲ့ပါတယ်။ဣဇက်ကအဲ့ဒီဖိလိတိပြည်ကနေပြီးတော့အဲဂုတ္တုပြည်ကိုတွားဖို့ရန်အတွက်အကြံရှိပုံရပါတယ်။ဒါကြောင့်မို့ဘုရားသခင်ကသူ့ကိုထင်ရှားပြီးတော့ဘာပြောလဲဆိုရင်တော့အဲဂုတ္တုပြည်ကိုမသွားနဲ့။ငါပြောလက်တတ်တဲ့ပြည်မှာပဲနေပါလို့ဖော်ပြခဲ့။ဒါကြောင့်မို့ဣဇက်ကအဲ့ဒီဖိလိတိမင်းဂေယာမြို့မှာပဲသူနေခဲ့တယ်။အဲ့ဒီမြို့မှာတဲ့သူကမျိုးစီကျဲတဲ့ခါမှာတစ်နှစ်ချင်းမှာအစတရသောအသီးနှံကိုရတယ်။တကယ်တော့အဲ့ဒီအချိန်ကအစခေါင်းမတဲ့အချိန်ဖြစ်တယ်။မိုးခေါင်ရေရှားတဲ့အချိန်ဖြစ်ပါတယ်။တို့ရရင်ဣဇက်ကမျိုးစီကျဲတဲ့ခါမှာအပင်စိုက်တဲ့ခါမှာအစတရတောင်အသီးနှံရတယ်။ဖခင်သခင်ကသူ့ကိုကောင်းကြီးပေးတယ်။သူကအလွန်ကြီးပွားပြီးတော့စီးစိမ်များပြားတယ်။သိုးနွားကျွန်းတွေနဲ့ပြေဝလာတဲ့အခါမှာတဲ့အဲ့ဒီဖိလိတိလူတွေကသူ့ကိုညူဆူကြတယ်လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်။လူတွေအများကြီးဒုက္ခရောက်တဲ့အချိန်မှာအစာခေါင်းမတဲ့အချိန်မိုးခေါင်ရေရှားတဲ့အချိန်မှာပဲလေဣဇက်ကကောင်းကြီးဖြစ်နေတယ်။ဒါဘာကြောင့်လဲ။ဖခင်စကားအတိုင်းနာခံလိုက်လျှောက်တဲ့အတွက်ကြောင့်ဖခင်သခင်ကဣဇက်ကိုကောင်းကြီးပေးခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မို့သင်ကခက်ခဲတဲ့ကာလမှာဖခင်သခင်ကဒီမှာနေဆိုဒီမှာပဲနေမယ်။ဖခင်သခင်ကဒါလုပ်ဆိုဒါပဲလုပ်မယ်။ဖခင်နှုတ်ကပတ်တော်ကဒီလိုပြောရင်အဲ့ဒီအတိုင်းပဲအသက်ရှင်မယ်။ဖခင်သခင်ကငါ့ကိုယုံကြည်ပါ။ငါ့ကိုကိုးစားပါဆိုရင်ဖခင်ကိုပဲအားကိုးမယ်။ဘလို့ခါးသီးမှုတွေခက်ခဲမှုတွေနဲ့ကြုံတွေ့နေစေကမို့ဖခင်ကိုပဲမျှော်လင့်ပြီးတော့ဖခင်ပြောတဲ့အတိုင်းလှုပ်ဆောင်မယ်ဆိုရင်သင်ကသူတို့ဘာတွေခက်ခဲတဲ့အခြေအနေမှာပဲလေဖခင်ရဲ့ကြွယ်ကာခြင်းမဆာခြင်းကောင်းကြီးမင်္ဂလာကိုခံစားမှာဖြစ်ပါတယ်။ဣဇက်ကဘလောက်ထိကောင်းကြီးခံစားရလဲဆိုရင်တော့ဖိလိတိလူတွေကနောက်ဆုံးသူ့ကိုအဲ့ဒီတိုင်းပြည်ကနေနှင်ထုတ်လိုက်တယ်။ဣဇက်ကထွက်သွားခဲ့ပါတယ်။သူတူးတဲ့ရေတွင်းတိုင်းကလည်းရေထွက်တယ်လို့တမန်ကျမ်းစာမှာတွေ့ရတယ်။နောက်ဆုံးအဲ့ဒီဖိလိတိမင်းအဘိမလက်ကိုယ်တိုင်သူ့ကိုလာပြီးတော့တောင်းပန်ရတယ်။မင်းကဖခင်ကောင်းကြီးခံစားရတဲ့သူဖြစ်တယ်။မင်းဘက်မှာဖခင်သခင်ရှိတယ်ဆိုတာငါသိတယ်ဆိုပြီးတော့ဝန်ခံပြီးတော့သူ့ကိုလာပြီးတော့မိတ်ခါရလာဖွဲ့ပြီးတော့ပြန်တောင်းပန်ရတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဣဇက်ကခက်ခဲရာကာလမှာအစာခေါင်းမတဲ့ကာလမှာ
ဖះပြောတဲ့နေရာမှာပဲနေတယ်ဖះခိုင်းတယ်လို့ပဲသူကလှုပ်ဆောင်တဲ့ခါမှာအံ့ဩဖွယ်ရာသူများတွေဒုက္ခရောက်တဲ့ချိန်မှာသူကကောင်းကြီးမင်္ဂလာများစွာခံစားခဲ့ရတယ်ကျွန်တော်ယောဘအသက်တော်ကြီးတဲ့ခါမှာလေဒုက္ခဆင်းရဲခြင်းတွေရောက်တဲ့ခါမှာသိခံပြီးတော့ဖះနှုတ်ကပတ်တော်တိုင်းသူအသက်ရှင်ခဲ့တယ်ဖះသခင်ကိုအပြစ်မတင်ပါဘူးနှုတ်နဲ့တော့မပြစ်မဘူးဖះသခင်ကငါ့ကိုစစ်ဆေးပြီးတဲ့ခါမှာတစ်ချိန်မှာဖះသခင်ငါ့ကိုချီးမြှောက်မယ်ဆိုတာကိုယောဘကယုံကြည်ပြီးတော့မျှော်လင့်ခဲ့တယ်တီးခံခြင်းနဲ့ဆက်ဆိုင်တဲ့နှုတ်ကပတ်တရားကိုသူဟာစောင့်ရှောက်ခဲ့တယ်ဒါကြောင့်မို့သူ့ရဲ့အဆုံးသက်ကနှစ်ဆသောကောင်းကြီးမင်္ဂလာနဲ့အဆုံးသက်တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်ကျွန်တော်ယောသရဲ့အသက်တာကိုကြည့်ပြန်ရင်လေယောသရဲ့အသက်တာထဲမှာဒုက္ခဆင်းရဲခြင်းမျိုးစုံကြုံတွေ့ရတယ်သူ့ညီကိုတွေကအေဂုတုကိုရောင်းစားလိုက်တယ်အေဂုတုမှာကြုံဖြစ်ရောက်သွားတယ်သူတီးခံပြီးတော့ဖះနှုတ်ကပတ်တော်တိုင်းအသက်ရှင်ပါတယ်ကျုံဘွားကနေဖះသခင်ရဲ့ချီးမြှောက်ခြင်းကြောင့်ပေါတိပါရဲ့အိမ်မှာအိမ်အုပ်ဖြစ်လာတယ်အိမ်အုပ်ဖြစ်တာသိမကြသေးဘူးပေါတိပါရဲ့အမျိုးသမီးကသူ့ကိုအတူအိတ်ဖို့တွေးဆောင်တဲ့အခါမှာယောသက်ကဒီကိစ္စကဖះမကြိုက်ဘူးဆိုတာသိတဲ့အခါမှာသူကထွက်ပြေးတယ်ထွက်ပြေးတဲ့အခါမှာယောသက်ကိုကြောက်ချပြီးတော့ပေါတိပါရဲ့မျိုးသမီးကထောင်ထဲကိုပို့လိုက်တယ်ယောသက်ကသူများတိုင်းပြည်မှာထောင်ကျသွားတယ်ဒုက္ခဆင်းရဲခြင်းတွေဘလို့ပဲကြုံတွေ့ပါစေဖះမကြိုက်တဲ့ຢာကို तू မလုပ်ဘူးဖះမနှစ်သက်တဲ့ຢာ तू မလုပ်ဘူးဖះနှစ်သက်တဲ့အတိုင်းပဲအသက်ရှင်တယ်ကောင်းတဲ့စိတ်သဘောထားရှိတယ်သူ့ကိုဒုက္ခပေးတဲ့သူတွေကို तू အပြစ်မတင်ပါဘူးဖះစီမှာပဲအကောင်းဆုံးကိုမျှော်လင့်တဲ့အခါမှာတစ်ချိန်မှာသူများတိုင်းပြည်အေဂုတုမှာဒုတိယဘယင်ခံတီဖះသခင်ရဲ့ချီးမြှောက်ခြင်းကိုခံစားခဲ့ရပါတယ်ဒါကြောင့်မို့ချစ်တော်ညောင်စီတိုင်းဖះသခင်ရဲ့တီးခံခြင်းနဲ့ဆက်ဆိုင်တဲ့နှုတ်ကပတ်တရားကိုသင်ကစောင့်ရှောက်မယ်ဆိုရင်ဖះသခင်ကဒုက္ခဆင်းရဲခြင်းတွေရောက်တဲ့ကာလမြေကြီးပေါ်မှာစုံစမ်းရာကာလမှာသင်ကိုပြန်ပြီးတော့စောင့်ရှောက်မယ်လို့ဂတိတော်ရှိပါတယ်ဖះနှုတ်ကပတ်တော်တိုင်းသင်အသက်ရှင်ဖို့အတွက်ဒီနေ့ဖះသခင်ကစကားပြောနေပါတယ်ဒါကြောင့်မို့ဒီဣဇတ်တို့ယောဘတို့ယောသတ်တို့ရဲ့အသက်တာကိုကြည့်တဲ့အခါမှာသူတို့ခေတ်အချိန်ကာလတုန်းကတမန်ကျမ်းစာအုပ်မရှိသေးပါဘူးတို့ရတွင်ဖះသခင်နဲ့ရှောက်လန်းတဲ့အခါမှာဖះသခင်ဘာမကြိုက်ဘူးလေဖះသခင်ကဘာအောင်နှစ်သက်လဲဖះစကားအတိုင်းသူတို့ကလိုက်လျှောက်ပြီးတော့အသက်ရှင်ခဲ့တဲ့သူတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ကျွန်တော်လက်ထက်အချိန်ကာလမှာတော့ဖះသခင်အလိုတော်ဖះသခင်သဘောတော်ကိုသိစေဖို့တမန်ကျမ်းစာအုပ်ကိုဖះသခင်ကပြင်ဆင်ပေးထားပါတယ်ဒါကြောင့်မို့ခက်ခဲရကာလမှာတီးခံခြင်းနဲ့ဆက်ဆိုင်တဲ့ဖះနှုတ်ကပတ်တရားကိုစောင့်ရှောက်လိုက်ပါနှုတ်ကပတ်တော်တိုင်းအသက်ရှင်လိုက်ပါအခုလိုခက်ခဲရကာလမှာဖះသခင်စကားတိုင်းအသက်ရှင်ဖို့ဖះသခင်ကိုယုံကြည်ဖို့ဖះသခင်အကောင်းဆုံးပြင်ဆင်ထားတဲ့ဆိုတော့ကိုမျှော်လင့်ဖို့ခက်ခဲပါတယ်ဘလောက်ပဲခက်ခဲပါစေဖះသခင်နှုတ်ကပတ်တော်တိုင်းဖះသခင်ကိုယုံကြည်လိုက်ပါဖះသခင်ကိုမျှော်လင့်လိုက်ပါဖះသခင်နှုတ်ကပတ်စကားတိုင်းအသက်ရှင်လိုက်ပါသင်ကတီးခံခြင်းနဲ့ဖះနှုတ်ကပတ်တရားကိုစောင့်ရှောက်မယ်ဆိုရင်အခုလိုစုံစမ်းရကာလမှာဖះသခင်ခွဲကာခြင်းမဆာခြင်းနဲ့ဖះရဲ့ကောင်းကြီးမင်္ဂလာချီးမြှောက်ခြင်းကိုခံစားရမယ်ဆိုတဲ့အကြောင်းကိုဝင်ငါပါတယ်အားလုံးပေါ်မှာဖះရှင်ကောင်းကြီးပေးပါစေ